နိုင်ငံရေးဥတီချက်၄ရပ်နိုင်ငံတော်တည်ငြိမ်ရေးရပ်ရွာအေဂျင့်သာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြစ်ပေါ်လာရေးဖြစ်ပေါ်လာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်ညီခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်တရပ်တည်ဆောက်ရေးစီးပွားရေးဥတီချက်၄ရပ်စိုက်ပျိုးရေးကိုခြေခံ၍အခြားစီးပွားရေးကဏ္ဍများကိုလည်းဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးဈေးကွက်စီးပွားရေးစနစ်ပြည်ပြင်းစွာဖြစ်ပေါ်လာရေးပြည်တွင်းပြည်ပမှတပ်ပညာနှင့်အရင်းအနှီးများဖိတ်ခေါ်၍စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးနိုင်ငံတော်စီးပွားရေးတရပ်လုံးကိုဖန်တီးနိုင်မှုစွမ်းအားသည်နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူတို့၏လက်ဝယ်တွင်ရှိရေးလူမှုရေးဥတီချက်၄ရပ်အမျိုးသားလုံး၏စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားရေးအမျိုးကုံဇာတိကုံမြင့်မားရေးနှင့်ယဉ်ကျေးမှုမွေးနေ့များအမျိုးသား၏လက္ခဏာများမပြောက်ပြက်အောင်ထိမ့်သိမ်းစောင့်ရှောက်ရေးမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအကျိုးသားလုံးကျမ်းမာတိုက်ခိုင်ရေးနဲ့ပညာရေးမြင့်မားရေးပြည်သူသဘောထားပြည်ပအားကိုပသိမ်ယုံအဆိုးမြင်ဝါဒီများအားဆန့်ကျင်ကြနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်နိုင်ငံတော်တိုးတက်ရေးကိုတောက်ချက်ဖျက်ဆီးသူများအားဆန့်ကျင်ကြနိုင်ငံတော်၏ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်နှောက်ယှက်သောပြည်ပနိုင်ငံများအားဆန့်ကျင်ကြပြည်တွင်းပြည်ပအဖြတ်သမားများအားဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြဝေနီတမတော်ချင်သာသည်တန်လူတွေကိုတို့မှုတော်သည်အာဇာနည်ပြည်သည်တတိတတိညီမြမာပြည်တွေးနေနေသည်ဒီရေတွေလည်းတို့ခိုင်နိုင်ပေပွဲလူငယ်လူရွယ်ဖြစ်နေဝင်လို့လေမချစ်တွေမချစ်နဲ့ချစ်သူကိုလို့ရဲ့တိုင်ပွဲကိုပဲပွဲ
တားဆီးနေတာမူရစေဝါပါဆရာမတမီးဖိုက်ထဲကအောက်ဟုတ်လားသမီးတော်များအောက်နေလားသမီးရဲ့ဟုတ်ကဲ့ဘယ်နာအောက်နာလဲဒီနာဟုတ်လားသမီးကဲဒါဆိုဆရာမတို့စိတ်ကန်းတော့ပြအောင်နော်ဟုတ်ကဲ့ဆရာတမီးဘိုင်းအောက်နေရဆရာမဘိုင်းအောက်မှာပေါ့သမီးရဲ့ဘိုက်ထဲမှာတန်ကောင်းနေရှိနေတာဟုတ်လားဆရာမတမီးရဲ့ဘိုက်ထဲမှာဘာဖြစ်လို့တန်ကောင်းနေရှိနေရတာလဲအထင်ကတော့သမီးရဲ့ရှင်နာတဲ့အစားအစာကိုစားမိတာမျိုးပေါ့နောက်ဒီထက်ပိုပြီးအရေးကြီးတာကျန်းမာရေးနဲ့ညီညွတ်တဲ့ရှင်လုံးအိမ်သားတွေမတုံးဆွဲကြလို့ပဲရှင်လုံးအိမ်သားကဘာဖြစ်လို့အရေးကြီးတာလဲအရေးကြီးတာပေါ့သမီးရဲ့လူရဲ့အငြိအကျေးတွေကိုအိမ်သားချင်းထဲမှာစနစ်တကျဆုံးပြလို့ရှင်လောကတွေမပြတ်နိုင်တော့ကျန်းမာရေးနဲ့ညီညွတ်တဲ့ရှင်လုံးအိမ်သားတွေတုံးဆွဲလို့ရှင်ရင်ကောင်လေးရလည်းမပေါက်ဖွားနိုင်တော့ဘူးအဲ့တော့သမီးကူလို့ဖြစ်ပွားနေတဲ့တန်ကောင်ယောဂိုင်လည်းမဖြစ်နိုင်တော့ဘူးပြီးတော့ဝင်းနဲ့ပတ်သက်တဲ့ယောဂိုင်လည်းဘာတစ်ခုမှမဖြစ်နိုင်တော့ကဲနားလည်နော်သမီးဟုတ်ကဲ့ဒါကြောင့်မလို့ဆရာမတို့တွေကလည်းသမီးတို့တွေကိုယောဂတွေမဖြစ်ရအောင်ကျောင်းကျမ်းမာရေးအနေနဲ့ရေလုံးအိမ်သားကြီးစောက်ပေးထားတာပေါ့ကွယ်နောက်ပြီးတော့သမီးတို့တွေအလေးချိန်ကောင်းတွေရအောင်လဲအိမ်သားသုံးတဲ့ခါမှာရေသုံးဖို့အိမ်သားသုံးပြီးတဲ့ခါမှာလဲလက်ဆေးဖို့တွေကိုဆရာမတို့ကလေ့ကျင့်ပေးထားတာပေါ့သမီးရဲ့ကဲသမီးကျောင်းမှာဆရာမရတေချာလေးချင်းပေးထားသလိုသမီးအိမ်မှာလည်းစနစ်ကြလိုက်လာမယ်နော်ကဲနောက်ပြီးတော့သမီးလေးရဲ့မိမိကိုအိမ်မှာစနစ်ကြတောင်းယူလဲပြောပြလိုက်အခုဆရာမသမီးတောင်းဆေးပေးလိုက်နော်